တိလစ်နေတဲ့အမေကြီးကရုတ်တရက်မျက်လုံးဖွင့်ပြီးကျွန်တော်မောင်စော်ပါလို့ပြောလိုက်တဲ့အချိန်မိုးရွာတဲ့ညမှာအင်ကုန်းရွာလမ်းပေါ်ကမိန်းကလေးတယောက်ဘယ်တော့မှအိမ်မပြန်နိုင်တော့ဘူးပျောက်ဆုံးသည့်နေ့ကမတ်ရွှေခင်တို့အိမ်ကိုသွားပြီးနှစ်ရက်ခန့်ပြန်မလာ၍စုံစမ်းကြည့်ရာမတ်ရွှေခင်အိမ်တို့လည်းရောက်မလာကြောင်းသိရသည်ကိုအုံးဖေတို့လည်းမေးမြန်းပြီးနောက်မတ်ရွှေခင်တို့အိမ်ဖက်သို့ထွက်လာခဲ့ကြသည်မတ်ရွှေခင်တို့အိမ်ပေါ်တက်လိုက်တော့မတ်ရွှေခင်၏အမေဒေါ်လာခင်ကနှုတ်ဆက်သည်မောင်စော်ပြောက်နေသည့်အကြောင်းရွာထဲပြန့်နှံ့နေသောကြောင့်တားမက်လောင်းရွာသို့ရောက်လာမည်ကိုတွက်ထားကြောင်းရဲရီလာလျင်စားဖို့ပြင်ဆင်ထားကြောင်းပြောလေသည်ထို့နောက်မတ်ရွှေခင်ကမတ်ငွေခင်ပါလာရောက်အခန့်ကြသည်ကိုအုံးဖေလည်းမတ်ရွှေခင်ကိုမေးစရာရှိတာလေးများမေးမြန်းရန်အတွက်ပြင်ဆင်လိုက်သည်ထိုစဉ်ဒေါ်လာခင်မှာစကားပြောနေရင်တက်လိုက်သလိုဖြစ်ပြီးတကိုယ်လုံးတုံရင်ကလဲကျသွားလေသည်လူအလုံးရုံးရင်းဆန်ခတ်ဖြစ်ကုန်သည်ဆိုင်ထဲမှလူများလည်းပြေးလာကြလေသည်ခဏကြာတွင်ဒေါ်လာခင်ပြန်ထလာပြီးမျက်ထောက်နီကြီးနှင့်ဖြစ်နေသည်အသားများလည်းတဆက်ဆက်တုံနေပြီးချွေးသီးချွေးပေါက်များကျနေလေသည်ထို့နောက်ကိုအုံးဖေဘက်သို့လှည့်လိုက်ပြီးနောက်ရဲအရာရှိကြီးကျွန်တော်မောင်စော်ပါဟုအတန်နဲ့ကြီးဖြင့်ပြောလိုက်လေသည်ကိုအုံးဖေလည်းအံ့အားသင့်စွာစိုက်ကြည့်နေမိသည်ကျွန်တော်ကိုတတ်သွားတဲ့သူဒီထဲမှာရှိတယ်ကျွန်တော်မကျေနပ်ဘူးမင်းကိုတတ်သွားတဲ့သူကဘယ်သူလဲကိုအုံးဖေတုံတုံရင်ရင်ဖြစ်မေးလိုက်သည်အိမ်တအိမ်လုံးရောအိမ်ပြတင်းတကားများပါလူများတိုးဝှေ့ကြည့်နေကြသည်ဒေါ်လာခင်ကြီးတရေပူးနေပြီဆိုသောသတင်းကတမဟုတ်အတွင်းရွာထဲပြန့်နှံ့သွားလေသည်ကျွန်တော်ကိုတတ်သွားတဲ့သူကမငွေခင်မငွေခင်မှာတတိလစ်လဲကျသွားလေသည်မကြာမီတွင်ရွာလူကြီးများနှင့်ပယောဂကုသီဆရာကြီးများရောက်လာကြသည်ကိုအုံးဖေကအလွန်တုန်လှုပ်နေသည်မောင်စော်မင်းအမှုကိုအမှုမှန်ပေါ်စေရမယ်လို့ငါအာမခံတယ်ဒေါ်လာတင်ကြီးကလည်းယောဂဝေဒနာရှိတယ်မင်းပြန်သွားလိုက်ပါကိုအုံးဖေကပြောလိုက်သည်မကြာမီတွင်ဒေါ်လာခင်ကြီးလဲကျသွားပြီးနောက်ပြန်လည်ထလာလေသည်ကဲကူညှို့ဝင်းမဲ့ငွေခင်ကိုဖမ်းလိုက်ပါကိုအုံးဖေကပြောလိုက်သည်ရဲတက်ကြက်ညှို့ဝင်းလဲပါလာသောလက်ထိတ်များဖြင့်မငွေခင်ကိုခတ်လိုက်သည်မငွေခင်မှာတတိမရသည်အတန်ကြာနှာနှက်ယူတော့မှတတိရလာသည်ကဲမငွေခင်လူကြီးတွေလည်းရောက်နေပြီကျွန်တော်ကိုအမှန်တိုင်းအားလုံးပြောပြပါကိုအုံးဖေကမေးလိုက်လေသည်မငွေခင်မှာရှိုက်ကြီးတငင်ငိုယိုလေသည်အတနာမှာပြောပြပါမယ်ငွေခင်အားလုံးကိုပြောပြပါမယ်ထိုနေ့ကမိုးရွာသည်မိုးတီတဲတဲမဲမဲရွာနေသောကြောင့်ငွေခင်ရွာထိတ်မှနေ၍အမြန်ပြန်လာခဲ့သည်ယနေ့သည်ငပိရောင်သည်နေမို့တဲစရာဘာမှမပါပေမိုးကလေးမဲမှောင်နေတာမို့လို့ထီးကိုအသာငုံဆောင်ရင်လမ်းလျှောက်လာနေသည်ထိုစဉ်အရှိမတစုံတယောက်ထွက်လာသည်ဟင်ဖိုးခွေနင်ဘာလို့မလို့လဲနင့်ကိုစောင့်နေတာဟဲ့ဖိုးခွေကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးမငွေခင်သားကိုကတ်လာသည်ဟိုနေ့ကနင့်ကိုငါရည်စားစကားပြောတော့ကနင်ငါ့ကိုအရှက်ခွဲခဲ့တယ်နင်တငယ်ချင်းတွေရှိမှငါ့ကိုပါရိုက်ခဲ့တယ်အေးလေဖိုးခွေရဲ့နင့်လိုလူပေလူတေမယားကြီးနဲ့သားသမီးရှိတဲ့သူကငါ့ကိုများရည်စားစကားပြောစရာလားအေးနင့်ကိုဒီနေ့ငါအဲ့ဒီလိုအရှက်ခွဲဖို့စောင့်နေတာပဲဖိုးခွေနဲ့ငါ့ကိုလွတ်တော့